Benji, I think I must have made a wrong turn somewhere. No, that's it. That's it. What? How can this be it? Well, you can see the train, right? Yes, I see the train. What about it? And you have a parachute. Got a parachute. What do you expect me to do? Well, just, jump. Jump? Yeah. I mean, Benji, it doesn't work like that. I'm not that high. There's ledges sticking out everywhere. I'm gonna hit them before the parachute even opens. Benji, even if I could get the parachute open, I don't know if I can make it across the valley and intercept and land safely on a moving train. Do you copy? Yes, I copy. Look, I'm just trying to help you, okay? I need you to take a step back and pull yourself together because I am under a lot of pressure right now. Hello အားလုံးပဲမင်္ဂလာပါဒီနေ့ရှင်းပြပေးမယ့်အသုံးလေးကတော့ pull yourself together ပဲဖြစ်ပါတယ်အတွေ့များတဲ့ idiom လေးတစ်ခုပါပဲကျွန်တော်တို့တွေကစိတ်တွေရှုပ်ထွေးတဲ့အခါမျိုးဒေါသထွက်နေတဲ့အခါမျိုးကြောက်လန့်နေတဲ့အခါမျိုးဆိုလို့ရှိရင်ဆုံးဖြတ်ချက်တွေမှန်မှန်ကန်ကန်ချဖို့ကောင်းကောင်းမွန်မွန်လုပ်နိုင်ဖို့ဆိုတာမဖြစ်နိုင်တော့ဘူးမလားဒီ idiom လေးရဲ့အဓိပ္ပာယ်ကတော့အဲ့လိုချိန်မျိုးမှာစိတ်ကိုထိန်းမှခေါင်းအေးထားပြီးလှုပ်ရှားရှိရလုပ်ပါဆိုတဲ့သဘောမျိုးဖြစ်သွားပါတယ်ဥပမာဒီသတင်းကတော့စိတ်ပြတ်ဖို့ကောင်းတယ်ဆိုတာငါသိပါတယ်ကွာဒါပေမဲ့မင်းစိတ်ကိုထိန်းမှရမယ်စိတ်ကိုထိန်းပြီးတော့ကောင်းကောင်းမွန်မွန်လုပ်မှရမယ်ဆိုတဲ့သဘောမျိုးပြောတာပါဒီလိုပုံစံမျိုးတယောက်ယောက်ကိုခွန်အားပေးတဲ့နှစ်သိမ့်တဲ့ပုံစံမျိုးနဲ့လည်းသုံးလို့ရပါတယ်တခါလေကျတော့လေကိုယ်တငယ်ချင်းကထိန်းမြသိမ့်မြအောင်အော်ဟစ်ပြီးတော့ငိုယုံနေတယ်ဆိုတော့အဲ့လိုချိန်မျိုးမှာဆိုရင်လေStop crying and pull yourself together ငိုမနေပါနဲ့စိတ်ထိန်းပါကွာဆိုပြီးတော့ဖြစ်သွားပါတယ်ရုပ်ရှင်လေးထဲမှာလည်းဒီလိုပဲသုံးသွားတာပါဒီရုပ်ရှင်လေးထဲမှာတော့ဘန်ဂျီကနေပြီးတော့မင်းမလေဒီပါတယ်လေတဲ့ခုံချလိုက်ပေါ့တဲ့ဆိုပြီးတော့ပြောတာပေါ့အဲ့မှာအီတန်အဲ့လိုလုပ်လို့မရဘူးလေတဲ့လေဒီခုံရလာအောင်မမြင်ဘူးတဲ့အစွန်းတွေကလည်းထွက်နေတာတဲ့လေဒီမဖွင့်နိုင်ခင်မှာပဲအစွန်းတွေနဲ့တွားပြီးတော့တိုက်မိလိမ့်မယ်တဲ့လေဒီဖွင့်နိုင်ရင်တော့မှပဲတောင်ကြားကိုဖြတ်ပြီးတော့မောင်းနေတဲ့ယထာကိုဘယ်လိုလုပ်ဆင်းလို့ရမှာလဲဆိုပြီးတော့မဖြစ်နိုင်တာတွေလာလုပ်ခိုင်းနေတယ်ဆိုတဲ့သဘောမျိုးနဲ့ပြောတာပေါ့အဲ့မှာပဲဘန်ဂျီကနေပြီးတော့နောက်ချစ်တလန်းဆုပ်ပြီး pull yourself together ဆိုပြီးတော့ပြောလိုက်တာပေါ့ခေါင်းအေးထားပြီးစိတ်ကိုထိန်းပြီးလှုပ်ရှားရှိရလှုပ်ဆိုတဲ့သဘောမျိုးနဲ့သုံးသွားတာပါရှင်နာမည်ကလည်း Mission Impossible ဆိုတော့မဖြစ်နိုင်ဘူးတွေပါပြောလို့ပဲရပါမလဲရုပ်ရှင်လေးကိုတစ်ခေါက်လောက်ပြန်ကြည့်လိုက်ပါအောင် Benji, I think I must have made a wrong turn somewhere. No, that's it. That's it. What? How can this be it? Well, you can see the train, right? Yes, I see the train. What about it? And you have a parachute. Got a parachute. What do you expect me to do? Well, just, jump. Jump? Yeah. I mean, Benji, it doesn't work like that. I'm not that high. There's ledges sticking out everywhere. I'm gonna hit them before the parachute even opens. Benji, even if I could get the parachute open, I don't know if I can make it across the valley and intercept and land safely on a moving train. Do you copy? Yes, I copy. Look, I'm just trying to help you, okay? I need you to take a step back and pull yourself together because I am under ဒီနေရာမှာတော့ grammar point လေးတစ်ခုကိုပြောပြချင်ပါတယ်would ရယ် should ရယ် must ရယ်ကိုနောက်ကနေပြီးတော့ perfect tense နဲ့တွဲသုံးတဲ့ပုံစံလေးပါသူတို့တော့ modal perfect လို့ခေါ်ပါတယ်would perfect ကတော့ဒီလိုပုံစံသာဖြစ်ခဲ့ရင်ဒီလိုလေးသာဖြစ်ခဲ့ရင်ဆိုတဲ့ပုံစံမျိုးနဲ့ပြောချင်တဲ့အခါမျိုးမှာသုံးပါတယ် I would have finished the project on time but my computer crashed project ကချိန်မှန်ပြီးရမှာကွာကွန်ပျူတာပြတ်သွားတယ်ကွန်ပျူတာသားမပြတ်ခဲ့ရင်သူ့ချိန်နဲ့တူပြီးသွားမှာဆိုပြီးတော့ဖြစ်သွားပါတယ် should have studied harder for exam ငါဆောင်းပွဲအတွက်ပို့ကြိုးစားခဲ့ရမှာကိုရောပြောတာပါမကြိုးစားခဲ့တော့အခုအမှန်နည်းနည်းပဲရတယ်ဆိုတဲ့သဘောမျိုးဖြစ်သွားပါတယ်must ကတော့အဲ့လိုဖြစ်သွားတာဖြစ်ရမယ်ဆိုပြီးတော့ကောက်ချက်ချတဲ့ပုံစံမျိုးဖြစ်သွားပါတယ် I must have made a wrong turn somewhere. ဒီနေရာမှာတော့ငါလမ်းမှားပြီးတော့တနေရာမှာ꿰ခဲ့တာဖြစ်ရမယ်ဆိုပြီးတော့ဖြစ်သွားပါတယ်ဒီနေ့ဗီဒီယိုလေးကတော့ဒီလောက်ပါပဲကျေးဇူးတင်ပါတယ်